ဒီမှာဗျလက်ထမှာကင်တာကတော့နီလာဒီဘက်ကကောင်ကတော့ကြောက်ပုတ်စရင်ဝင်ပေါ့ဗျာနော်အမှန်ကတော့သူကတော့မူးကြောက်ကနေပြီးမှအရေးပြောတာဖြစ်စေကြောက်တလုံးမူးကြောက်တလုံးပုတ်တိုက်လို့ဖြစ်စေအမုံနေဖြစ်သွားပေါ့ဗျာနော်အဲ့ဒီအမုံတွေကတခါပြိုင်မှအပူစီးကြောင်းတဲ့အတူမြင့်မားတဲ့တောင်တွေစီရနဲ့တောင်အောက်တွေကိုချော်ရည်ဘူးဖြစ်ဆင်းလာပေါ့ဗျာနော်ကြောက်ရည်ဘူးဖြစ်ဆင်းလာဗျအဲ့လိုဆင်းလာတဲ့အခြေအနေမျိုးမှာသူကကိုရန်တန်အုပ်စုဝင်နီလာတွေကိုလည်းရောတမမွေပြီးမှလုံးခဲပြီးမှဆင်းလာတာဗျအဲ့တော့ဒီလိုကြောက်ပုတ်တွေကြားထဲမှာဒီလိုနီလာအဆိုင်ခဲကြီးမားစွာဒီအစုလိုက်အပြုံလိုက်အတန်းလိုက်မြောက်များစွာရှိနေတတ်တယ်ပေါ့ဗျာနော်ဒါကြည့်လိုက်ဒါသူ့ရဲ့တဘာဝကြောက်ပေါ့ဗျာနော်ဒီကြောက်တာအင်မတန်ပွားတယ်ဗျအသာလေးထိလိုက်ရင်ကျွေသွားမယ်ပေါ့ဗျာနော်ဒါကျွန်တော်ခင်ဗျားတို့ရိုက်ပြမယ်ဗျကြောက်မြဲရတနာတိုင်းဒီတန်ဖိုးမရှိဘူးပေါ့ဗျာနော်တန်ဖိုးကြီးတဲ့ကောင်ကလည်းကြီးတယ်တန်ဖိုးမရှိတဲ့ကောင်ကလည်းမရှိဘူးတန်ဖိုးနဲတယ်ဆိုတဲ့ကောင်ကလည်းနဲတယ်ဆိုတဲ့ခြေနေမျိုးတွေ့ရတယ်ဗျအခုဒီလက်ထဲမှာကင်ထားတဲ့နီလာဆိုရင်ကလတ်ချင်အားဖြင့်90လောက်တော့ရှိတယ်ပေါ့ဗျာနော်ဒါပေမဲ့သူဒီထူလိုက်တာနဲ့အလွယ်တကူကြွေမွသွားမဲ့အခြေအနေမျိုးရှိတယ်ဗျာနော်အဲ့တော့မိုးကိုကြောက်မြဲရတနာဒီစောစောပြောသလိုတွေ့တိုင်းမြင်တိုင်းတံပိုးကြီးတာမဟုတ်ဘူးလို့ပြောပြချင်တာပေါ့ဗျာနော်ချို့ကြောက်ကတော့တံပိုးအင်တန်နဲ့ပါတယ်အချို့ကြောက်ကြတော့တံပိုးကလုံးဝရောင်းစားလို့မရဘူးဆိုတဲ့အခြေအနေမျိုးရှိတယ်ဗျဒီကြောက်ကတော့တစ်လုံးနဲ့မဟုတ်ဘူးနှလုံးမြနော်ကျွန်တော်ပြမယ်ဗျာနောက်တစ်လုံးဒါကသူများကျွန်တော်ကိုတစ်တော့တင်ချင်းတင်ဆိုမှလက်ဆောင်ပေးတယ်ဗျဒါပေမဲ့ကျွန်တော်ကလက်ကီ1000ပြန်ပေးလိုက်တယ်ပေါ့ဗျာနော်ကြောက်မြဲရနာကိုရန်တန်အုပ်စုဝင်နီလာတစ်လုံးဒီအခမဲ့လည်းရနိုင်တယ်ပေါ့ဗျာနော်အဲ့လိုပဲဗျတံပိုးနဲစွာလဲဝယ်ယူရရှိနိုင်တယ်ပေါ့ဗျာနော်ဒါပေမဲ့တံပိုးနဲရင်နဲတဲ့အလိုက်ကြောက်ရဲ့ quality အရေးအချင်းဒီမပြည့်မီပေါ့ဗျာနော်အဲ့တော့ဒီလိုအများဆုံးကြောက်ပုတ်နဲ့ဆန်တဲ့ဒီရဲ့ကြောက်ပွားတွေထဲမှာစုဖွဲ့နေတဲ့ဒီကြောက်တွေကအရေး6တယ်အသား6တယ်အနာများတယ်ဆိုတဲ့အခြေအနေမျိုးကိုတွေ့ရတယ်ပေါ့ဗျာနော်ဒါဘာကြောင့်ဖြစ်လဲဆိုတော့မြေအောက်မှာဒီကြောက်တွေကမညီမျှတဲ့အပူမညီမျှတဲ့ဖိအားမညီမျှတဲ့တွန်းတိုက်အားကြောင့်သူ့မှာအနာတွေပုံဆောင်ခဲပြက်သွားပေါ့ဗျာနော်ပြောရရင်တော့အဲကြောင့်အနာတွေမြောက်များစွာပေါ်လာတာပေါ့ဗျာနော်အရေးဆိုလဲဒီတိုင်းပဲဗျအင်မတန်ပူတဲ့အပူနဲ့ထိတွေ့လိုက်တော့အရေးကြီးကျွမ်းသွားတာပေါ့ဗျာနော်ကြောက်သားဒီဆွေးမြစ်ကျွမ်းလောင်သွားတာပေါ့ဗျာနော်နောက်တစ်ခုကသူကအရေးပျော်ပြီးမှပင်ပကြောက်တောင်တွေပေါ်ဒုမဟုတ်ကြောက်တောင်အောက်ကိုလိမ့်ဆင်းပြီးမှနေအောင်ကြည်တန်းကိုနှစ်ပေါင်းတန်းချီနေမိထားတဲ့တဘောရှိတယ်ပေါ့ဗျာနော်အဲ့အတွက်သူဒီကြောက်ဒီ6တွေ့နေတဲ့အသားအရေးအဲ့လိုအနေထားမျိုးရှိတယ်ပေါ့ဗျာနော်နောက်တစ်လုံးပြမယ်ဗျဒါတော့ကြောက်ပုတ်ကပို့ပြီးမှကြီးမားပြီးမှအလဲကအဆိုင်ခဲဒီကလည်းအစီရှိတဲ့အောင်အသားရှိတဲ့အောင်ထင်အောင်ထင်မှားဖြစ်စေတယ်ပေါ့ဗျာနော်ဒါပေမဲ့ तू ကအစီအသားကောင်းမကောင်းခွဲကြည့်မှသိမှာပေါ့ဗျာနော်ဒါကတော့သူများကိုလက်ဆောင်ပေးတဲ့ကြောက်ပေါ့ဗျာနော်အဲ့လိုပဲဗျလက်ဆောင်ပေးလက်ဆောင်ရတဲ့ကြောက်လည်းရှိတယ်လို့တန်ဖိုးအပြင်ကြီးမားစွာဝယ်ရတဲ့ကြောက်တွေလည်းရှိတတ်တယ်ပေါ့ဗျာနော်အဲ့အတွက်ကျွန်တော်ခင်ဗျားတို့ကိုထုပြမယ်ဗျာနော်မထုပြခင်ဘာကာလာလေးထွက်လဲဆိုတာရှိတဲ့မီးလေးနဲ့နည်းနည်းပြမယ်ဗျဒီတိုင်းကြည့်လိုက်ဒီကနည်းနည်းပြငွေ့အယောင်လေးထွက်နေတယ်ဗျာနော်စိတ်ဝင်စားဖို့တော့ကောင်းတယ်ဗျကြောက်သားဒီထုရလွယ်တယ်ဗျဒါလေးထုကြည့်မယ်ပေါ့ဗျာနော်ဒီမှာတစ်စိတ်ကွဲသွားပြီဗျာနော်နောက်တစ်စိတ်ကွဲသွားပြီဗျာနော်အဲ့တော့ဒါလေးတူမကြီးနဲ့ပေးစားလိုက်မယ်ဗျာနော်တပဲ့တော့ပဲ့သွားပြီဗျာအောက်မှာနောက်ထပ်နည်းနည်းဥတယ်ဗျာနော်တပဲ့ပဲ့သွားတဲ့နေထားကိုကြည့်အောင်ဗျာကြည့်လိုက်အစီသားတော့ရှိတယ်ဗျာခဏမှမီးထောက်ကြည့်မယ်ဗျာနော်ကြည့်လိုက်ဒီမှာလဲအစီအသားရှိချင်တယ်ပေါ့ဗျာနော်အဲ့တော့မီးထောက်ကြည့်အောင်ဗျာ
ဒီမှာကြည့်လိုက်နီနေတာကိုတွေ့ရတယ်ဗျအသားလေးလည်းသူ့ဟာသူရှိတယ်ပေါ့ဗျာနော်ဒါဒီများလက်ဆောင်ပေးတဲ့ကြောက်ပေါ့ဗျာနော်ဒါပေမဲ့ကိုကတော့1000ကျပ်ပေးလိုက်တယ်ဗျလာတော့လာတယ်ဗျာနော်ခဏမှဖုံးမီလေးနဲ့တေချာပြန်ကြည့်မယ်ဗျကဲခွဲเสียရှိရနောက်ထပ်ခွဲမယ်ဗျဒီမှာတွေ့လားနီလာအယောင်ထွက်လာပြီပေါ့ဗျာနော်စိတ်ဝင်စားဖို့တော့ကောင်းတယ်ပေါ့ဗျာနော်ဒါအလကားနီးနီးရတဲ့ကြောက်တွေဗျာအလဲမှာရောင်တောင်ပေါင်းတော့ဥလွားနိုင်တယ်အစီအသားရှိနိုင်တယ်ဆိုတဲ့အခြေအနေမျိုးတွေ့ရတယ်ပေါ့ဗျာနော်မီကောင်းကောင်းမရှိဘူးဗျာနော်ရှိတဲ့မီနဲ့ပဲကြည့်ရတာပေါ့ဗျာနော်ကဲရွယ်စားကြီးမားတဲ့ဒီကောင်ကိုနည်းနည်းလောက်ရင်ခုန်ကြည့်အောင်ဗျဟိုးရွယ်စားတော့ကြီးတယ်ဗျာနော်တောက်မှာအရေးလေးတော့ပြာနေတယ်ဗျာနော်တစ်ချက်ထူလိုက်တာနှစ်ချမ်းတော့ကွဲတော့ဗျာကြည့်လိုက်ဒီလိုဆိုရင်နီလာအယောင်ထွက်တယ်ဗျာနော်ကြည့်လိုက်တော့အရေးဒီအရွယ်နဲ့အရေးဒီတည်သွားမယ်ရှင်သွားမယ်မသိမရှင်ဖြစ်သွားမယ်ဆိုတာမျိုးပေါ့ဗျာနော်ဒါပေမဲ့တခြားလေးကြည့်မယ်ဗျာနော်ဗီဒီယိုရှေ့မှာကြောက်လို့ဒီဟာလေးဖဲ့လာတော့မပြတော့ဘူးဗျခဏဖဲ့ပြီးမှပြန်ပြပေးမယ်ဗျာနော်ဒီမှာဗျအားလုံးတော့ထုပြီးသွားပြီပေါ့ဗျာနော်ဒီလိုခြေနေမျိုးဖြစ်နေရဗျမီးနဲ့ထိုးလိုက်ရင်လည်းမဲမဲကြီးပေါ့ဗျာနော်ကြောက်သားကျွမ်းသွားတယ်ဆိုတဲ့သဘောကိုတွေ့ရတယ်ပေါ့ဗျာနော်အဲ့ဒါမြေအောက်ကြောက်ဖြစ်တဲ့ကြောက်မြက်ဖြစ်စင်မှာပေါ့ဗျာနော်မညီမျှတဲ့အပူချိန်နဲ့ထိတွေ့လိုက်လို့ကြောက်ဒီအကွဲပြီးအနာတွေများစွာဝင်လာပေါ့ဗျာနော်ပြီးတော့အရေဒီကျွမ်းသွားတာပေါ့ဗျာနော်အရေဒီမဲသွားပေါ့ဗျာနော်ပြီးရင်သူကကျွတ်ဆက်ဆက်အခြေအနေမျိုးရှိတယ်ဗျဒါမှကြောက်အချို့ဒေတာမှာတွေထွက်လို့ရှိရင်အင်မတန်များပြားစွာထွက်တယ်ပေါ့ဗျာနော်ဟုတ်ကဲ့မီးထိုးပြမယ်ဗျာခဏနေနော်